အားလုံးပဲမင်္ဂလာပါခင်ဗျာယခုတခါကျွန်တော်တင်ဆက်ဖို့ရွေးချယ်ထားတဲ့ဝတ္ထုဇာတ်လမ်းလေးကတော့တောင်ကုန်မြို့နယ်ချက်ခက်ရွာမှာရှိတဲ့ဘုံမခပင်ဆိုတဲ့အသားစားတစ်ပင်ကျောင်းလေးပဲဖြစ်ပါတယ်ခန်းစားနားဆင်ကြည့်ပါဦးခင်ဗျာပဲခူးရုံမှာတော်ထဲမှာအသားစားတဲ့တစ်ပင်မျိုးရှိလိမ့်မယ်လို့ကျွန်တော်ဘယ်တော့မှမထင်ခဲ့မိပါဘူးထူးဆန်းတဲ့တစ်ပင်တွေရှိနိုင်တယ်ဆိုတာကိုသိပေမဲ့ဒီလိုမျိုးအသားစားတဲ့တစ်ပင်ဆိုတာကအမေဇုံလိုနှက်ဆိုင်လာတဲ့မိုးတစ်တော်ကြီးတွေထဲမှာပဲရှိတတ်တာလို့တတိချယုံကြည်ခဲ့တာလည်းပါတာပေါ့အခုတော့တာဂရမြို့မှာနေတဲ့ကျွန်တော်မိတ်ဆွေကိုငိမ့်ထီးစီကိုသူနဲ့ရောကျွန်တော်နဲ့ပါခင်မင်းနဲ့ကိုစစ်မောင်ကဆက်သွယ်လာတယ်တဲ့သူရိုးမတော်တဲ့ကချက်ခက်ဆိုတဲ့ရွာနာမှာအသားစားတဲ့တစ်ပင်တစ်ပင်ကိုတွေ့ရှိခဲ့တယ်လို့ဆိုပါတယ်ကိုငိမ့်ထီးကဘူမိဗေဒသမားဆိုတော့လေအဲ့ဒီပင်ကိုစိတ်ဝင်စားသွားပြီးကျွန်တော်စီရောက်လာတာနဲ့ကျွန်တော်လည်းလိုက်ဖို့ခေါင်းကြီးလိုက်ရတော့တာပေါ့ကိုငိမ့်ထီးကခီးစဉ်ကိုချက်ချင်းစီစဉ်ပြီးကျွန်တော်တို့အားလုံးကိုစစ်မောင်ရှိရာရေတာရှိမြို့နယ်တာဂရမြို့ကိုရောက်အောင်သွားခဲ့ကြပါတယ်ရန်ကုန်ကနေတာဂရကိုရောက်ဖို့ခရီးကတိတ်မလန့်မိမဲ့ကားရှားပါတဲ့အတွက်ရထားစီးပြီးတောင်ငူကိုအရင်ဆင်းရပါတယ်တောင်ငူကနေတဆင့်တာဂရမြို့ကိုလိုင်းကားနဲ့သွားရင်2 နာရီခီးလောက်ပဲရှိတာပါဒါပေမဲ့ကျွန်တော်တို့စီးလာမိတဲ့ကားကဒိုင်နာကားဖြစ်နေတာကြောင့်ကုန်လဲတင်ခရီးတဲ့တဲ့တင်နဲ့တနေရာမှာရက်လိုက်ရင်အကြာကြီးစောင့်ရပါတယ်ဒါကြောင့်2 နာရီခီးကို4 နာရီနီးပါးကြောင်စီးခဲ့ရပါတယ်တာဂရကိုရောက်တော့ကိုစစ်မောင်ကဝမ်းသာအားရနဲ့ကြိုးဆိုပါတယ်နေ့လေထမင်းစားခြင်းရောက်နေပြီမို့လို့ဘာမှမတိုင်ပင်ခင်မှာပဲထမင်းရင်ကျွေးပါတယ်ဝတ်တနီချက်ငါးပေါင်းချင်းဟင်းငရုတ်သီးထောင်းနဲ့ကြောက်ကြော်တို့ကခရီးပန်းလာတဲ့ကျွန်တော်နဲ့ကိုငိမ့်ထီးစိုးလေးတို့ကိုထမင်းမိန်စီခဲ့တာကြောင့်တယောက်ကို2 ပကံလောက်ထိအဝစားပစ်လိုက်ကြပါတယ်ထမင်းစားပြီးတဲ့နောက်မှာတော့ကိုစစ်မောင်ကသူ့ခြံဝင်းထဲကတရက်ပင်အောက်မှာရိုက်ထားတဲ့ကုပစ်ခုံလေးစီမှာထညက်နွေးနွေးလေးနဲ့အချိုတဲဖို့စီစဉ်ပေးပြီးလာရင်ကိစ္စဖြစ်တဲ့အသားစားတစ်ပင်အကြောင်းကိုပြောပြပါတော့တယ်ကိုစစ်မောင်ရဲ့ပြောပုံရတော့အဲ့ဒီပင်ကိုသူကိုယ်တိုင်မြင်မှုချင်းမရှိသေးဘူးဆိုတာသိရပါတယ်ယူမတွင်ကဖိုးကြားစင်စကန်ကသူ့မိတ်ဆွေစင်ဦးစီးတယောက်ရဲ့ပြောပြချက်ကြောင့်သိရတာလို့ဆိုပါတယ်အဲ့ဒီအသားစားတစ်ပင်ကဖိုးကြားစင်စကန်နဲ့15 မိုင်လောက်ဝေးတဲ့ယူမအတွင်ပိုင်းချက်ခက်ရွာအနီးမှာရှိတာပါအပင်ရဲ့ပုံတံကပေပင်နဲ့ဆင်တူပြီးအမြင့်ကလူတရက်စာလောက်ပဲရှိတယ်လို့ကိုစစ်မောင်ပြောပြချက်အရသိရပါတယ်အဲ့ဒီညကိုတော့အစကကိုငိမ့်ထီးရဲ့စီစဉ်မှုနဲ့တဲခိုဆောင်တစ်ခုမှတဲဖို့တွေးထားပေမဲ့မြို့လေးမှာတဲခိုဆောင်မရှိတာကြောင့်ကိုစစ်မောင်ရဲ့အိမ်နောက်ဖေးမှာပဲညအိတ်တဲခိုဖြစ်ခဲ့ကြပါတယ်နောက်တနေ့မနက်မှာတော့ကိုစစ်မောင်နဲ့တူတာဂရဈေးကိုသွားပြီးလိုအပ်တာတွေကိုဝယ်ကြပါတယ်ကျွန်တော်တို့ကရန်ကုန်ကလေးကဝယ်လာလို့ရပြီမဲ့တဲယူရခက်ခဲတာကြောင့်မဝယ်ခဲ့ကြတာပါဈေးဝယ်ပြီးတဲ့အခါမှာတော့ကိုစစ်မောင်ရဲ့အိမ်မှာပဲပြင်ဆင်ပြီးနေခင်းအချိန်လောက်မှာကိုငိမ့်ထီးကျွန်တော်ကိုစစ်မောင်စိုးလေးနဲ့ကားဆရာကိုလေးတို့ဟာရိုးမလန်းတိုင်းကားလေးနဲ့ထွက်ခဲ့ကြပါတယ်ရိုးမကို1 နာရီကျော်လောက်မောင်းနေပြီးတဲ့အချိန်မှာဖိုးကြားစင်စကန်ကိုဖြတ်တန်းကြပါတယ်ဖိုးကြားစခန်းကိုလွန်တော့တောတောင်တွေကအတော့ကိုထူထူတဲတဲဖြစ်လာပြီးအကွေးအကောက်တွေလည်းများလာပါတယ်စင်စခန်းကိုလွန်ပြီးရွာငယ်လေးတွေအိမ်ကြီးအချို့ကိုဖြတ်တန်းလို့15 မိုင်လောက်မောင်းပြီးတဲ့အခါမှာရိုးမလမ်းမကြီးကနေတစ်ထုတ်လို့ရလမ်းစီကိုချိုးဝင်ခဲ့ကြပါတယ်လမ်းခုလက်မှာတော့ကားပြတ်သွားပါတယ်ကိုငိမ့်ထီးနဲ့အစိုးလေးကကားပြင်နေကြတဲ့ချိန်မှာကားဆရာကူလေးကတောတောင်တွေကိုဟိုတီတီငေးကြည့်နေပါတယ်ကျွန်တော်နဲ့ကိုစင်မောင်ကတော့အပေါ်ပါသွားရင်အနီးနားကိုတောလေကြည့်ကြပါတယ်တခဏပဲတောလေလိုက်ရပြီမဲ့ကားဆက်နိုးတန်ကြားလို့ပြန်มาတော့ကျွန်တော်လက်ထဲမှာတောယုံလေးကိုတနက်နဲ့ပြစ်ခတ်ရရှိလာခဲ့ပါတယ်အဲ့ဒီယုံကလေးတွေကိုကားပေါ်တင်ပြီးကြံတဲ့ခရီးကိုဆက်ထွက်လာခဲ့ကြပါတယ်ညနေကတော့ဆောင်းနေပါပြီကားကမတင်မှတ်ပဲပြတ်ခဲ့တာမို့တွက်ချက်ထားတဲ့အချိန်တွေလွဲချော်ကုန်ပါတယ်ကိုစစ်မောင်ကဒီနေ့တော့
ကြက်ခတ်ရွာစီကိုရောက်နိုင်မှာမဟုတ်တော့ကြောင်းအရှိကတောင်မိုးကုန်းရွာမှာပဲတညတဲခိုရမယ့်အကြောင်းပြောပြပါတယ်။ဒါတော့မှမိုးချုပ်မှရောက်မှာပါ။ကျွန်တော်လည်းကိုစစ်မောင်ရဲ့အစီအစဉ်ကိုဘာကန့်ကွက်မှုမှမလုပ်ဖြစ်ပါဘူး။ကားပြတ်တော့ကိုဘသူကဘာတက်နိုင်မှလဲဗျာ။ပြီးတော့အခုခရီးလာကြသူတွေထဲမှာကိုစစ်မောင်ကလွင်ရင်ကြံတဲ့လူတွေကတောလိုက်ရတာကိုပျော်မွေးတဲ့သူတွေမဟုတ်ပါလား။ကျွန်တော်ဆိုရင်ရန်ကုန်မှာလျှက်စစ်ပစ္စည်းဆိုင်လေးဖွင့်ထားပြီးမဲ့ကျွန်တော်မရှိရင်အမားဖြစ်တဲ့သူကရှိရှုပေးနေတာမို့ပူပင်စရာမလိုပါဘူးနှလုံးသားရေးရမှာတော့ယူနဲ့ကျွန်တော်ချစ်သူတက်တန်းတစ်နှစ်ကျော်လောက်ရှိပါပြီနှစ်ယောက်စလုံးကယူကြောင်းပြီးမှလက်ထပ်ကြမယ်လို့တိုင်ပင်ထားကြတာပါယူပွဲရဖို့ကလည်းတစ်နှစ်လောက်လူသေးတာကြောင့်ကျွန်တော်ကလည်းစိတ်လွတ်ကိုလွတ်တောလေနိုင်သေးပါအော်ကျွန်တော်ပြောဖို့မေ့နေတာရှိသေးတယ်ကျွန်တော်ရဲ့တပည့်ကျော်ဆိုးလေးကလည်းကျွန်တော်တနက်ပြစ်ခတ်ခြင်းလို့ကိုတစ်နှစ်လောက်နားလိုက်တဲ့အချိန်မှာရွာပြန်နေပြီးမိဘလေကိုကူလုပ်ပြီးရင်ချစ်သူကောင်မလေးတယောက်ရရှိလာခဲ့တယ်လို့ဆိုပါတယ်လူအေးနှုတ်အေးသမားလေးဘလို့ပုံစံနဲ့ရီးစားရသွားသလဲဆိုတာကျွန်တော်စဉ်းစားလို့မရပြီမဲ့တပည့်အတွက်တော့ဂုဏ်ယူလို့မဆုံးပါဘူးအရှိနာမှာစမ်းကြောင်းရှိရမယ်လမ်းဆိုးတယ်ခက်ဖြည်းဖြည်းသာဆင်ဒီလမ်းကအချိန်ချင်းတွာလာဘူးတယ်လို့ကိုစစ်မောင်ကကားဆရာကူလေးကိုတတိပေးပြောပြနေတန်ကြားပြီးကျွန်တော်ရဲ့အတွေ့အကြုံပြတ်တောက်သွားပါတယ်ကူလေးကကားမောင်းတော်ကျွမ်းကျင်ပါတယ်ဆိုးရွားတဲ့လမ်းကိုအညင်သာဆုံးနဲ့အကောင်းဆုံးဖြတ်ကျော်ပြီးစမ်းကြောင်းတစ်ဖက်ကိုကျွန်တော်တို့တက်နိုင်ခဲ့ပါတယ်တစ်ဖက်ကိုရောက်ပြီးတိတ်မကြခင်မှာပဲမိုးချုပ်လာတာမို့ကားမီးထိုးပြီးမောင်းကြရပါတယ်ကားမီးရှေ့အောင်မှာတော့တောကောင်လေးတွေမကြာခဏဖြတ်ပြေးတာကိုမြင်ရပါတယ်ရုံနှကောင်ရာထားပြီးသားမို့လို့ထပ်ပစ်ဖို့စိတ်မကူပဲတောင်မိုးကုန်းရွာကိုပဲအမြန်ရောက်ချင်စိတ်ပြင်းပြနေမိပါတယ်နိုင်ဝက်လောက်မောင်းပြီးတဲ့ချိန်မှာတော့အင်ဂျီစုစုလေးရှိတဲ့တောင်မိုးကုန်းရွာလေးကိုရောက်လာပါပြီအမောင်နဲ့မောင်းဝင်လာတဲ့ကားတန်နဲ့ကားမီအောင်ကြောင့်ရွာကလူတွေကထွက်ကြည့်ကြပါတယ်ကိုစစ်မောင်ကရွာထဲကအိမ်တိန်စီကိုကားကိုချိုးကွေ့ဝင်စေပါတယ်အိမ်ထဲကလူတွေကဘာလဲဘယ်လဲဆိုတဲ့အချီနဲ့ချိနေကြတာပေါ့ကိုထွန်းတင်ရေကျုပ်စစ်မောင်ပါဗျာကိုစစ်မောင်ကားရတာနဲ့အတန်ပေးရင်ခုံဆင်းပါတယ်အိမ်ရှင်ဖြစ်တဲ့အသက်40ကျော်ရွယ်လူကြီးကကိုစစ်မောင်မှန်သိရတာနဲ့ဝမ်းသာအားရအနားကိုရောက်လာပါတယ်ဟာဆရာစစ်မလာတာကြပြီဗျာဘယ်ကဘလို့ရောက်လာကြတာတော့ဒီမှာကျုံမိတ်ဆွေတွေရန်ကုန်ကနေလာကြတာသူတို့ကိုကြက်ခက်ရွာစီပို့ပေးမလို့လေအော်ဒါနဲ့စောစောကမလာပဲဘလို့ဖြစ်ပြီးမိုးချုံမှရောက်လာတာလဲလမ်းမှာကားပြက်လို့ကိုထုံးနေရင်ဖြစ်မဖြစ်ရလေးဆရာရဲ့ဒီညတော့ဟိုဘက်ကိုဆက်သွားဖို့မလွယ်တော့ဘူးကျုပ်အိမ်မှာပဲတဲလိုက်တော့ဗျာသူတို့အပြန်လည်ပြောနေကြတဲ့ကိုနားဆွရင်ကျွန်တော်တို့လည်းကားပေါ်ကဆင်းခဲ့ကြပါတယ်အထုပ်ပိုးတွေကိုချတဲ့အခါကိုထွန်းတင်ရဲ့အိမ်သားတွေကဝိုင်းဝန်းကူညီကြပါတယ်ကျွန်တော်တို့ကိုအိမ်ကအခင်းခင်းထားတဲ့နေရာစီဖိတ်ခေါ်ပါတယ်ဘိုက်တီလည်းစာနေကြတာပေါ့ရောက်လာတာကလည်းညမိုးချုပ်ဆိုတော့အိမ်ရှင်တွေကိုအလုံးမရှုပ်စေချင်တာနဲ့ရတယ်ကိုထွန်းတင်ကျွန်တော်လမ်းမှာပြစ်လာတဲ့ရုံးနှကောင်ပါလာတယ်အစင်ပြေအဲ့ဒါချက်စားလို့ရပါတယ်ဟာနှကောင်တော့လားဒါဆိုရင်တော့ချက်တာပေါ့ဗျာကိုထွန်းတင်ကပြောဆိုနဲ့သူ့မိန်းမကိုလှမ်းခေါ်ပါတယ်မိန်းမရေဆရာစစ်တို့နဲ့ရုံးနှကောင်ပါလာတယ်အဲ့ဒါကူချက်ပေးကွာအင်းချက်လိုက်မယ်ကူဖို့အတွက်ဟိုဘက်ကမီးတို့ကိုတွားခေါ်လိုက်မယ်နော်ကိုထွန်းတင်မိန်းမထွက်သွားကြည့်မှာစိုးလေးကလည်းအလိုက်သိစွာပဲကားပေါ်ကရုံးနှကောင်ကိုတွားယူပါတယ်ဟာအကောင်ကြီးတွေပဲဗျစူဖြိုးနေတာပဲဟုတ်တယ်ကိုထွန်းတင်လမ်းမှာအမတ်မတင်တွေးလို့ပြစ်လာတာတကောင်ကိုတော့ချိုချက်တကောင်ကိုတော့အဆက်ချက်ပေါ့ဒါနဲ့ဟိုဟာရောလိုမလားကိုထွန်းတင်ကတောရက်ကိုရည်ရွယ်ပြောမှန်းကျွန်တော်သိလိုက်ပါတယ်ကိုထွန်းတင်စီစဉ်တာပါဗျာကျွန်တော်တို့တိတ်ကြိုက်တဲ့အရာပဲရန်ကုန်မှာကတိတ်ရှားတယ်ဗျကျွန်တော်စကားကြောင့်အကုန်လုံးဝိုင်းရီကြပါတယ်ကိုစစ်မောင်ကကျွန်တော်နဲ့ကိုထွန်းတင်တို့ကိုမိတ်ဆက်ပေးပါတယ်ကိုထွန်းတင်ရဲ့မိန်းမနဲ့အိမ်နီးနားချင်းမိန်းမများယုံသားကိုခိုးတင်နေကြပါပြီကလေး3ယောက်ကလည်းယုံသားဟင်းစားရတော့မှမို့လို့ဝမ်းသာအားရနဲ့ချက်ပြုတ်တဲ့နေရာမှာကူညီနေကြပါတယ်ကျွန်တော်တို့စကားဝိုင်းလေးစတင်ဖြစ်ကြပါတယ်
အဓိကအဖြစ်ပြောဖြစ်ကြတာကတော့တောကောင်ချောင်းတွေပါကိုစစ်မောင်နဲ့ကိုထွန်းတင်တို့ကစကွိုင်းကိုဥဆောင်ပြောနေပြီးတော့နဲ့ဝေးနေတာကြာဖြစ်တဲ့ကျွန်တော်ဆိုလီကိုငိမ့်ထင်းနဲ့ကားဆရာကိုချမ်းတို့ကတော့နားထောင်သူတတ်ပါအဲ့တော့အဖြစ်ပြက်ကတကယ်ပါကိုစစ်မောင်ရဲ့ကျုပ်ဖြစ်ယုံထောင်ချောက်စင်တာယုံမမိပဲမွေကြီးမိရတယ်ဗျာမွေကလည်းနင်းနေတော့လားစပကြီးမွေကပေါင်လုံးလောက်ရှိတာဗျဒါဆိုရင်ခင်ဗျားတွက်ချီကြိုက်သွားတာပေါ့ကြိုက်တာပေါ့ဗျာအရှင်ဖမ်းပြီးတောင်ကူလွတ်လပ်ရေးပြပွဲကပြပွဲသမားတွေစီကိုတွားရောက်တာငွေ1000လောက်ရလိုက်တယ်ဗျာကန်ဆူကအဲ့လိုပဲဗျကိုစစ်မောင်ကဆက်ပြောပါတယ်တခါကကျုပ်သိတဲ့မိုးဆိုးနှစ်ယောက်နဲ့တောလေထွက်တာစွန်ဘက်ချမ်းပေါ့ဗျာပြစ်တာကရေတောက်ဆင်းနေတဲ့ကြီးဒါပေမဲ့ကြီးကိုမမှန်ပဲအနောက်ဘက်ကခြုံထဲမှာအိတ်နေတဲ့တောဝက်ကြီးကိုတွားမှန်တာဗျတောဝက်ကြီးကပိတ်တာချိန်30လောက်ရှိတယ်ကျွန်တော်တို့အားလုံးဝိုင်းရီမိကြပါတယ်ဒါမျိုးကဖြစ်တော့ဖြစ်ခဲတိုးရင်းဖြစ်ရဲ့စမ်းလေးတွေပေါ့ကျွန်တော်လည်းတခါဝခုတ်တော်ထဲမှာမျက်မြင်ကြုံမှုတာရှိပါတယ်အဲဒီတုန်းကဝခုတ်သမားတွေစမ်းချောင်းထဲမှာငါးမိုင်းခွဲတာဖြစ်ချင်တော့ရေထဲမှာငါးဖမ်းနေတဲ့မွေကြီးတစ်ကောင်ကရလိုက်တာမို့ကျွန်တော်တို့မွေသားဟင်းကိုအဝစားခဲ့ရဘူးပါတယ်ကိုစစ်မောင်တို့စကားကောင်းနေချိန်မို့ဒီเจ้าကိုဝင်မပြောတော့ပဲသူတို့ပြောတာကိုပဲနားထောင်နေမိလိုက်ပါတော့တယ်ရှိတာလေးနဲ့အရင်ဆုံးစားတော့ရင်စကားဝိုင်းကလည်းကောင်းဟင်းချက်တဲ့သူတွေကလည်းလက်ရမြောက်တော့အချိန်ကုန်လို့ကုန်မှန်းမသိဖြစ်ရပါတယ်တကောင်ကျော်ကြက်တွန်တန်တချို့ထွက်ပေါ်လာချိန်မှာကိုထွန်းတင်ရဲ့မိမကကျွန်တော်တို့နာကိုရောက်လာပြီးရုံသားရင်စီပြန်တလုံးနဲ့အကျော်တစ်ပတ်ကန်ကိုလာချပေးပါတယ်ကလေးတွေကိုလည်းကျွေးလိုက်အောင်နော်ကိုစစ်မောင်ကပြောပါတယ်နောက်ဖေးမှာစားနေကြပါပြီဆရာစစ်ရဲ့ဩဟုတ်ကဲ့ပါကိုထွန်းတင်မိမကပြန်ထွက်သွားပြီးနောက်ဟင်းကောင်းလည်းရပြီဆိုတော့ငကူကလေးကစောင့်နေရတဲ့တောရက်ပြင်းပြင်းကိုအားရပါရတောက်ကြပါတော့တယ်ညကတကောင်ကိုပင်ကြော်လွန်သွားခဲ့ပါပြီ6ရောက်တောက်တာတောရက်ပလင်းကြီး2ပလင်းခွဲလောက်ကုန်သွားပြီးရှုံသားဟင်းကလည်းအယိုးတွေပဲကျန်တော့တဲ့အထိပါပဲကိုထွန်းတင်ရဲ့မိန်းမနဲ့ကလေးတွေကတော့အိတ်ဆက်လို့ဟောက်တန်နေတောင်ထွက်ပေါ်နေပါပြီကဲဒီလောက်နဲ့နားကြသူဗျာကိုစစ်မောင်ကပြောတော့ကျွန်တော်တို့အားလုံးခေါင်းညှိလိုက်ကြပါတယ်မူးတာတော့တိတ်မမူးသေးပေမဲ့မနှက်ဖန်ခရီးဆက်ဖို့ရှိသေးတာကြောင့်အိတ်ဆက်ဖို့ပြင်ကြပါတယ်ဒီညအတွက်အိတ်ဆက်ဖို့ကကိုစစ်မောင်နဲ့ကျွန်တော်ကအိမ်ပေါ်မှာအိပ်ပြီးစူးလေးနဲ့ကိုချမ်းတို့ကတော့ကားပေါ်မှာပဲအိတ်ကြပါတယ်ဒီလိုနဲ့ပဲကျွန်တော်တို့အိယာဝင်ခဲ့ကြပါတယ်နောက်တနေ့မနေ့ရောက်တော့အိယာကထားတဲ့အချိန်မှာညကတောက်တာများသွားတာကြောင့်ခေါင်းထဲမှာအုံခဲပြီးညီစီစီဖြစ်နေပါတယ်ကိုထွန်းတင်ကအလိုက်သီးစွာနဲ့ပဲမနက်စာနဲ့တူယုံသားမွကျော်အနေငယ်နဲ့ညကကြံတဲ့အရက်ကိုပြန်ဖြေနိုင်မှုစီစဉ်ပေးထားပါတယ်မနက်စာဆိုင်ရဲ့အမှုဖြေလိုက်တာကြောင့်နေရထိုင်ရတက်တောက်တက်တာရှိသွားပါတယ်မနက်9 နာရီလောက်ကျတော့ပစ္စည်းတွေတင်ပြီးကျွန်တော်တို့9အောင်လုံးချက်ခက်ရွာလေးစီကိုခရီးဆက်ခဲ့ကြပါတယ်ရွာချင်းဆက်လန်းဆိုတော့အရင်ကလာခဲ့တဲ့လမ်းထက်ဆိုင်အတော်လေးကောင်းမွန်ပါတယ်တနအီခွဲလောက်မောင်းနေပြီးတဲ့နောက်မှာတော့ကျွန်တော်တို့ချက်ခက်ရွာလေးစီကိုရောက်ရှိခဲ့ကြပါတယ်ကိုစစ်မောင်ရဲ့မိတ်ဆွေကိုဖိုးတိန်ကတကယ်ပဲသဘောမနှောကောင်းလာပါတယ်အိမ်ကတော့ရိုးမတော်တဲ့ကအိမ်ကြီးရဲ့ပုံစံတိုင်းခြေတန်းရှည်ရှည်နဲ့စောက်ထားတာပါကိုဖိုးတိန်ရဲ့လမ်းပြမှုနဲ့ပဲသူပြောတဲ့အသားစားတစ်ပင်စီကိုတွားချိကြပါတယ်အပင်စီကိုရောက်တော့ကိုငင်းထိကအသေးချာစစ်ဆေးလေးလာပါတယ်အပင်ကကျွန်တော်တို့ရဲ့ပေါင်လေလောက်ပဲမြင်ပြီးအရွက်ပုံစံနဲ့အသွင်တရံကတော့အရွယ်ရောက်ပြီးသားပေပင်ကြီးကိုမှအငယ်စားပုံစံတူလှုပ်ထားတာနဲ့တူပါတယ်ဒါအသားစားတယ်ဆိုတာဘလို့သိလဲဗျကိုငင်းထိကမေးပါတယ်တလောကလင်းမွေတကောင်လာရင်နဲ့ဒီနားရောက်တော့ရုတ်တရက်အပိုင်းပိုင်းပြက်ပြီးတေးနေတာတွေ့ရတယ်ဗျနောက်ပြီးတော့ငှက်ကလေးတွေဒီပင်နားမှာတေးနေတာခဏခဏတွေ့ရတယ်အခုတော့ဘာမှမတွေ့ရပြီမဲ့အယိုးစုတချို့တော့ရှိတယ်ဗျကိုဖိုးတိန်ကအပင်ပတ်ဝန်းကျင်ကငှက်ရိုးတချို့ကိုလိုက်ပြပါတယ်ကိုငိမ့်ထေးကအပင်ကိုအသေးချာပြန်ကြည့်ပြီးဘလို့လဲကိုစစ်မောင်အချင်းတွေကတိတ်တော့မဟုတ်ဘူးထင်တယ်ဗျသူပြောပုံရလဲအသားစားပင်စစ်စစ်ဟုတ်ပုံမရအောင်ဒါနဲ့ခ
ခင်ဗျားအဲ့ဒီလိုပင်တွေကိုတွေ့ရင်ဈေးကောင်းပေးမယ်လို့ရွာသားတွေကိုပြောမိသေးလားပြောမိတာဗျခင်ဗျားစီဖုံးဆက်ပြီး2ရက်လောက်နေတော့ရွာသားတွေနဲ့စကားဆက်မိပြီးပြောလိုက်မိတာကိုငင်းထေးကအကောင်းခါလိုက်ပါတယ်ကျွန်တော်တို့လာတာအမောကြီးဖြစ်ပြီဗျာဘလို့ကြောက်လဲကိုငင်းထေးကသူတို့ငွေရကျင်စောနဲ့မဟုတ်ပေမဲ့အဲ့ဒီစိတ်နဲ့ပဲသူတို့ထင်ကြီးပေးထားတဲ့အပင်ဖြစ်နေတာဗျဟုတ်လားဒါပေမဲ့အလကားတော့မဖြစ်ပါဘူးဒီအပင်ကလည်းအသွင်ထူးတော့စိတ်ဝင်စားစရာကောင်းပါတယ်ဒီအပင်ကိုပဲယူသွားကြတာပေါ့ကိုစစ်မောင်ကကိုငင်းထေးကိုအားနာတကြီးနဲ့ပြောပါတယ်အားမနာပါနဲ့ဗျာတကယ်တမ်းအားနာမှာကကျွန်တော်ပါခမည်းတော်ကျွန်တော်အတွက်အချိန်ပေးလူဆိုင်ထုတ်ပေးရတာမဟုတ်လားကိုစစ်မောင်ကဘာမှပြန်မပြောပေမဲ့သူ့စိတ်ထဲမှာတော့အားနာနေမှအမှန်ပါပဲသူတို့နှစ်ယောက်ကြားတဲ့ကျွန်တော်ဝင်ပြီးဖြန်ဖြေးပေးဖို့ဆုံးဖြတ်လိုက်ပါတယ်ကဲကိုစစ်မောင်ရောကိုငင်းထေးရောကျွန်တော်စကားနည်းနည်းပြောခွင့်ပြုဗျာပြောလေကိုဆိုင်ခင်ဗျားတို့အခုပြဿနာကအခြေတင်ဖြစ်နေတာမျိုးမဟုတ်ပဲတယောက်ကိုတယောက်အားနာလုံးလို့ဖြစ်နေတဲ့ပြဿနာဗျာဒီတော့ကိစ္စကအစင်မပြေလဲရောက်ခဲလာတဲ့ရိုးမတော်ကြီးတဲ့ရောက်နေပြီပဲအဆိုးတွေကအကောင်အရှုံးတွေကအမျက်ထွက်အောင်ဒီမှာ3ရက်လောက်နေပြီးတောလှည့်ရင်တခြားအပင်မျိုးစိတ်တစ်တွေကိုရှာကြည့်တာပေါ့ဒါဆိုရင်အဆင်ပြေမလားကိုဆိုင်ပြောတာမစိုးဘူးဗျာကိုငင်းထေးကထောက်ခံပါတယ်ကိုစစ်မောင်ခမည်းဘယ်လိုလဲကျွန်တော်မိလိုက်ပါတယ်ကျုပ်ကတော့ကိုငင်းထေးကိုအားနာနေမိတော့ဗျာကိုစစ်ရဲ့အဲ့ဒါတွေတွေးမနေနဲ့တော့အကောင်းရှာမှာပေါ့ကျွန်တော်အနေနဲ့လည်းဒီလိုနေရာမျိုးကိုရောက်ဖို့ခက်တယ်အပင်တွေကိုရှာဖွေရတာလေဝါသနာဗျအခုရုံမတော်ကိုရောက်လာတာကျွန်တော်အတွက်တော့အတော်ကိုကြိုးရှိပါတယ်ကိုဆိုင်ပြောသလိုပဲကျုပ်တို့လောက်ကြသူအားနာနေတဲ့ကိုစစ်မောင်ကိုကျွန်တော်နဲ့ကိုငင်းထေးကနှစ်သိမ့်လိုက်ပါတယ်ကိုစစ်မောင်ဆင်ပြေသွားတော့ကျွန်တော်တို့လည်းအပင်ကိုမှတ်သားထားခဲ့ပြီးတောတဲ့အနေငယ်လှည့်လည်ကြည့်ရှုကကိုဖိုးတင်ရဲ့အိမ်စီကိုပဲပြန်ခဲ့ကြပါတယ်အပင်ကိုတော့ပြန်မဲ့မနှက်ကြမှာတူးမယ်လို့ဆုံးဖြတ်ထားကြပါတယ်အိမ်ပြန်ရောက်တော့ထမင်းဝိုင်းပြင်ကြပါတယ်မသွားခင်ကကိုငင်းထေးကဈေးဘိုးထုတ်ပေးထားတာကြောင့်ဟင်းချက်စရာတွေအစုံလင်နဲ့ထမင်းမယအောင်စားခဲ့ကြရပါတယ်ထမင်းစားတော့ပြီးတဲ့အခါကိုဖိုးတိန်နဲ့ကျွန်တော်တို့စကားဝိုင်းပြန်စားကြပါတယ်မိုးဆိုးစရာကြီးလည်းပါလာတယ်ဆိုတော့ကျုပ်တို့ရွာကလည်းအသားဟင်းပြက်နေတာကြာပြီတောကောင်လေးပါလေးပြစ်ခတ်ကြွေးပါဦးဗျာကိုဖိုးတိန်ကပွင့်လင်းစွာတောင်းဆိုပါတယ်သူတို့ရွာရဲ့အိမ်ကြီးကိုမေးကြည့်တော့40ဆွန်းဆွန်း50တောင်မရှိပါဘူးဒီအိမ်ကြီးတွေအတွက်လောင်းငှမဲ့မဲကောင်ကိုကျွန်တော်စဉ်းစားကြည့်လိုက်တော့အလွယ်ဆုံးရနိုင်တာတောဝက်ဖြစ်ပါတယ်ဟိုးဆရာတောဝက်ကတော့ပေါ်မှာပေါ့ဗျာဟိုဘက်တောင်ကုန်းကိုအုပ်လိုက်ဝင်သွားတာရွာသားတယောက်ကဝင်ပြောပါတယ်ဒါဆိုတော့ဟန်ကြတာပေါ့ဗျာအဲ့ဒီကောင်တွေကိုပဲစောင့်ပစ်ပေးပါမယ်ဒါနဲ့တခြားတောကောင်တွေရောမရှိဘူးလားဂျီတို့ဆက်တို့ရောအဲ့ဒီကောင်တွေလည်းဒီနားမှာပေါ်ပါတယ်ဆရာဂျီပေါ်တယ်ဆိုတာလက်ခံနိုင်ပြီမဲ့ဆက်ပေါ်တယ်ဆိုတာကတော့လက်မခံနိုင်ပါဘူးဆက်ဆိုတာလူသူဝေးရတောနက်ထဲမှာပဲနေတတ်တဲ့သရဝပါကိုဖိုးတိန်ကလည်းကျွန်တော်ဘာကြောင့်မေးတယ်ဆိုတာကိုချက်ချင်းရိပ်မိပြီးဆက်ကတော့ပေါ်တာမဟုတ်ပါဘူးဆရာဆိုင်ဟာစကားဖြစ်ပြောလိုက်မိတာပါဒါပေမဲ့ဆက်မတစုံကတော့ကျွန်တော်တို့ရွာနာမှာကျင်းလင်းနေတာတော်တော်ကြာပြီမကြလဲတွေ့ရတယ်ဟုတ်လားဒါဆိုလဲတွေ့တဲ့ကောင်ပြစ်တာပေါ့ဗျာကျေးဇူးတင်ပါတယ်ဆရာရဲ့ကျုပ်တို့ရွာမှာတောကောင်သားပြက်နေတာ3လလောက်ရှိပြီအရင်ကမုတ်ဆိုးဖိုးရေးရှိတုန်းကတော့စားရပါတယ်အခုတော့အိမ်သူအိမ်သားတွေစားဖို့တော့နိုင်နိုင်ဗျဒါနဲ့မုတ်ဆိုးဖိုးရေးကဘယ်ရောက်သွားလို့လဲဗျတော်တဲ့ဝင်ရင်ပျောက်သွားတာတလားပြည့်တော့မယ်ဗျာပြန်ရောက်မလာတော့ဘူးမုတ်ဆိုးတယောက်အခုလိုတော်ထဲမှာပျောက်ဆုံးသွားတယ်ဆိုတာဘဝတူမုတ်ဆိုးဖြစ်တဲ့ကျွန်တော်အတွက်တော့တကယ်စိတ်မကောင်းဖြစ်ရပြီးဝမ်းနည်းမိပါတယ်မုတ်ဆိုးဆိုတာကျွန်တော်တို့လိုဝါသနာရပြစ်ခတ်သူတွေရှိတယ်လို့တချို့ကြတော့လဲဝမ်းရည်အတွက်ပြစ်ခတ်ကြရတာပါဒီလိုဝမ်းရည်သမားတွေကမျိုးပေါ်မှာနေပြီးတနက်ကောင်းကောင်းကင်နိုင်တဲ့မုတ်ဆိုးတွေနဲ့မတူပါဘူးကြီးလက်မှာပဲနေရပြီးငွေကြီးခက်ခဲတာကြောင့်လက်နက်ကောင်းကောင်းဝယ်ယူဖို့မလွယ်ကူကြပါဘူးတချို့ဆိုရင်မိမိထက်တက်ကြီးတဲ့မိုးဆိုးအဆက်ဆက်လက်ဆင့်ကမ်းလာတဲ့ရှေးဟောင်းတက်နက်တွေကိုပဲကင်ဆောင်ကြပါတယ်ယောက်ျားဖောင်စီ
မိမမီးနေဆိုတဲ့စကားရှိပါတယ်မိမတွေမီးနေချိန်ကသေမင်းနဲ့နီးစပ်တယ်လို့ဖောင်စီရတဲ့အခိုက်အတန့်ကလည်းအနေနဲ့များလာပါတယ်တော်ရင်းမုတ်ဆိုးတွေရဲ့ဘဝကလည်းထက်တူပါပဲတားကောင်အတွက်တော်တဲ့ဝင်ရပေမဲ့တတိတစ်ချက်ပို့ရော့လိုက်တာနဲ့အသက်အန္တရာယ်ကြုံရတတ်ပါတယ်တစ်ဖောင်စီတဲ့သူကဖောင်ပြက်ရင်တော့ဝလုံးကိုခတ်ပြီးရေကူးလို့ရနိုင်ပါသေးတယ်ဒါပေမဲ့မုတ်ဆိုးတွေကတော့တောထဲမှာအရေးကြုံလာခဲ့လို့ရှိရင်မိခိုတွေ့ကက်เสียမရှိပါဘူးမိမိရဲ့ပါနမှုရဲစွမ်းတတိနဲ့လက်နက်ကောင်းမှုရှိမှသာအသက်ရှင်နိုင်မှာပါမုတ်ဆိုးရဲ့ခြေလမ်းတိုင်းအသက်ရှူတန်တိုင်းကမျက်စိတမိတ်တွင်မှာဘာမှမဆိုဖြစ်သွားနိုင်ပါတယ်အခုမုတ်ဆိုးဖိုးတောထဲပျောက်သွားတာတလနီးပါးရှိပြီဆိုတော့အသက်အန္တရာယ်ကြုံတွေ့သွားရဖို့တေချာသလောက်ရှိနေပါပြီကျွန်တော်အတွေးလွန်ပြီးစိတ်မကောင်းဖြစ်ကစကားဆက်မပြောနိုင်တော့ပါဘူးအရင်ကကျွန်တော်မိတ်ဆွေကိုသိန်းဖြစ်စဉ်ကလေးကကျွန်တော်မိုးဆိုးလုပ်ကိုရန်နာခဲ့ပြီးအခုမှယူမတော်တဲ့ပထမဆုံးအချိန်ပြန်ခြေချမိတာပါအခုမိုးဆိုးဖို့ဖြစ်စဉ်ကိုကြားတဲ့အခါနာကျင်မှုတွေစိတ်ထဲပြန်ပေါ်လာပါတယ်ဆရာအဆင်ပြေလားကျွန်တော်နှုတ်ဆက်ပြီးမျက်နှာမကောင်းဖြစ်နေတာကိုစိုးလေးကတတိထားမိပြီးမေးပါတယ်နည်းနည်းငှိုက်လာလို့စိုးလေးအော်ဆရာဆိုင်အိတ်ချင်းအင်ရှိကုပ္ပခုံမှာဖြာခင်းအိတ်လို့ရတယ်ဗျကိုဖိုးတိန်ကဝင်ပြောပါတယ်ဟုတ်ကဲ့ဗျာကျွန်တော်ခဏသွားလဲလိုက်အောင်မယ်ကျွန်တော်နေရထိုင်ရတာတမျိုးကြီးဖြစ်လာတဲ့ကြောင့်တယောက်တည်းနေခြင်းစိတ်နဲ့ထွက်လာခဲ့ပါတယ်မိအေးဆရာတို့ဖြာနဲ့ကောင်းလေးချပေးလိုက်အောင်လို့ကိုဖိုးတိန်ကအိမ်ပေါ်လှမ်းអော်ပါတယ်ကိုဖိုးတိန်မိမချပေးတဲ့ဖြာနဲ့ကောင်းကိုယူပြီးကျွန်တော်လှည့်လိုက်ပါတော့တယ်ကောင်းထဲမှာမူးဝေပြီးအုံခဲလာသလိုခံစားရပါတယ်စိတ်ထောင်းကိုကြည်ဆိုတာဒါမျိုးထင်ပါတယ်စိတ်ထဲမကောင်းတော့ခန္ဓာကိုယ်ကပါဖျားခြင်းသူလိုဖြစ်လာတာပါမျက်လုံးမှိတ်ထားပေမဲ့ကိုစစ်မောင်တို့စကားပြောတဲ့တွေကိုကြားနေရပါတယ်ဒါပေမဲ့အာယုံမရှိတော့တာကြောင့်ဘာတွေပြောနေမှန်းတဲတဲကွဲကွဲမသိရတော့ပဲတဖြည်းဖြည်းနဲ့အိပ်ပျော်ခြင်းစီရောက်ရှိသွားပါတော့တယ်ကျွန်တော်ပြန်နိုးလာတဲ့ချိန်မှာနေဝင်လူပါပြီလူကချမ်းစိတ်စိတ်နဲ့တကိုယ်လုံးကြိုက်ခဲနေတာကြောင့်ဖျားတော့မယ်ဆိုတာသိလိုက်ပါတယ်ခီးပန်းတာတဲ့စိတ်ကြောက်ဖြစ်တာပါကျွန်တော်အိယာကထထိုင်နေတော့ကိုစစ်မောင်တို့တတိုက်ရေချိုးပြီးပြန်လာကြတာတွေ့ရပါတယ်ဆရာဆိုင်ဘလို့လဲနေလို့ကောင်းရဲ့လားဆိုးလေးကအနားရောက်လာပြီးမေးပါတယ်မကောင်းဘူးဆိုးလေးငါဖျားကျင်နေဟုတ်လားကျွန်တော်မှဖျားပြောက်စီးပါတယ်အဲ့ဒါတောက်လိုက်အောင်ဆရာဆိုးလေးကဆေးနဲ့ရေခတ်ပေးတာကြောင့်ဆေးတောက်ပြီးဝတ်စားလဲလိုက်ပါတယ်ကိုဆိုင်ဘလို့ဖြစ်တာလဲဗျကိုစစ်မောင်ကမေးပါတယ်တီးဦးဗျာတကူလုံးကြိုက်ခဲပြီးခေါင်းနေအုံခဲနေလို့ညာကတောက်တာများပြီးခီးပန်းလို့ဖြစ်တာနေမှာပါလို့ကိုစစ်မောင်ကသုံးသပ်ပါတယ်အဲ့လိုပဲဖြစ်မှာပါဗျာဆေးတောက်ပြီးပြီဆိုတော့ခဏပြန်လဲနေလိုက်အောင်ဒီညတော့ထမင်းမစားနဲ့တော့ဆရာဆိုင်ကျုပ်ချက်သားဆန်ပြုတ်လေးပြုတ်ပြီးဖို့ပြောလိုက်မယ်နေပါသေးကိုစစ်မောင်အားနာလို့ပါဘာမှအားနာစရာမလိုဘူးဆရာရဲ့ဒီအရှင်တွေကကျွန်တော်နဲ့အတော်ရင်းနေတာမဟုတ်ဘူးကိုစစ်မောင်ကျွန်တော်ထမင်းပဲစားကြတာကျွန်တော်ကငယ်ငယ်ကလေးကဘလောက်ပဲနေမကောင်းဖြစ်ဖြစ်စံပြုတ်တို့ပြောဤတဲ့အစာတို့ကိုမစားအောင်ထမင်းကိုပဲစားတာဝါသနာပါတယ်ကဲဒါဆိုရင်လည်းဆရာသဘောပဲဗျာရေတော့သွားမချိုးနဲ့တော့နော်မိုးမချုပ်ခင်ပဲထမင်းဝိုင်းပြင်ကြပါတယ်ကျွန်တော်လည်းထမင်းဝင်စားပြီးစိုးလေးစီကစောင်းတစ်ထည်တောင်းကအိပ်ရတဲ့ဝင်လှဲနေခဲ့ပါတယ်ညပိုင်းလူတွေအားလုံးအိပ်ပျော်နေချိန်မှာကျွန်တော်တုံပြီးအဖျားတွေပြင်းထန်တက်လာပါတယ်ကျွန်တော်ရဲ့ညီညွတ်တန်ကြောင့်စိုးလေးနိုးလာပြီးကြံတဲ့လူတွေကိုနှိုးကရေဘတ်တိုက်ပေးကြပါတယ်ရေဘတ်တိုက်ပြီးခဏလောက်ကြာတော့အဖျားပြန်ကျသွားပါတယ်ကိုဖိုးတိန်တို့လင်များကအဖျားမကျရင်ဆေးဆရာသွားပင့်ပေးမယ်ပြောပြီးမြဲအဖျားကျသွားပြီးမှုစူးလေးတိုက်တဲ့စီးတလုံးထပ်တောက်ပြီးစောင်းချုံကပြန်အိတ်လိုက်ပါတယ်ခဏကြာတော့ချွေးတွေအလွန်မင်းထွက်လာတဲ့ကြောင့်ချွေးတွေကိုဆင်အောင်တော့အဝတ်စားလဲပြီးအချိန်ကြည့်လိုက်တော့ည12နာရီရှိပါပြီတက်တာသွားပြီးဖြစ်ကြောင်းပြောပြပြီးသူတို့ကိုပြန်အိတ်ခိုင်းလိုက်ပါတယ်
ချက်ချင်းတော့ပြန်ကြီးမပြောပဲအတွေးလွန်နေမိပြီးမနှက်ကြမှာပဲမိကနေအိပ်ပျော်သွားပါတော့တယ်မနှက်နိုးတော့9နာရှိပါပြီလူကညကဖျားခဲ့တာမဟုတ်သလိုပဲလမ်းဆန်းနေပါတယ်ကိုဖိုးတိန်ကိုစစ်မောင်နဲ့ဆိုးလီတို့ကကျွန်တော်ကိုစိုးရိမ်နေကြပြီမဲ့နေကောင်းသွားပြီဖြစ်ကြောင်းပြောပြီးရေချိုးဖို့ပြင်ပါတယ်ရေတွင်းကတရွာလုံးမှာတွင်းပဲရှိတာမို့ရေခတ်တဲ့ရွာသားတွေစုံတဲ့အခါကျွန်တော်တို့ကိုမုတ်ဆိုးမှန်းသိကြပြီးဆရာလေးတို့ရောက်တုံးရောက်ခိုက်ကျိုးတို့ရောက်တဲ့တောကောင်တကောင်လောက်ပြစ်ပေးဦးနော်လို့တမန်တောင်းဆိုကြတာကြောင့်ကျွန်တော်လည်းပြစ်ပေးမဲ့ကြောင်းပြန်ပြောခဲ့ရပါတယ်ရေချိုးပြီးပြန်လာတော့ကျွန်တော်မနှက်စာစားပြီးတာနဲ့တနက်ကိုတန်းကင်မိပါတယ်ဟောဆရာနေကောင်းတာနဲ့တနက်တန်းကင်တော့တာပဲဗျာကိုစစ်မောင်ကရေးပါတယ်တောလေထွက်မလားလို့ဗျဟာဖြစ်ပါမလားညာလုံးကမှဖျားထားတာ哦ဖြစ်ပါတယ်တောချီနေလဲလေးလိုက်မို့ဗျာကျွန်တော်ခဲရန်တွေကိုစစ်ဆေးပါတယ်ကျွန်တော်လှုပ်ချင်တားမြမှန်တည်တဲ့ဆိုလေးကတော့ဘာမှမပြောပဲသူပိုင်တဲ့တနက်တီကိုပဲစစ်ဆေးနေပါတယ်ခဏကြာတော့ကျွန်တော်တို့တောလိုက်ဖို့အဆင်သင့်ဖြစ်နေကြပါပြီကိုစစ်မောင်နဲ့ကိုငိမ့်ထီတို့ကိုလိုက်ဦးမလားဟာလိုက်မှာပါဗျာကိုစစ်မောင်ကိုငိမ့်ထီနဲ့ကားဆရာကိုချမ်းတို့ပါလိုက်ခဲ့ကြပါတယ်ကိုဖိုးတိန်ကိုတော့အိမ်မှာပဲထားရခဲ့ပြီးရွာရဲ့တောင်ဘက်တောစီကိုထွက်လာခဲ့ကြပါတယ်ရွာနာကယာခင်းလေးတွေကိုဖြတ်တော့ကွင်းလယ်မှာရှိတဲ့တစ်ပင်ကြီးတစ်ပင်အောက်ကနှကုံးလိုနေရာတစ်ခုမြင်တာနဲ့ကျွန်တော်လည်းစိတ်ထဲရှိတဲ့အတိုင်းတွားရောက်ပြီးပတ်စံတချို့လှူဒန်းဆူတောင်းလိုက်ပါတယ်ကိုဆိုင်ကဒါမျိုးတွေလည်းယုံကြည်တာပဲကိုငိမ့်ထီကပြောပါတယ်တောထဲတောင်ထဲတွာလာနေတဲ့သူပဲဗျာမယုံကြည်လို့ဘယ်ရမလဲပြီးတော့ကိုငိမ့်ထီကကျွန်တော်ရေးတဲ့စာတွေကိုမဖတ်ဘူးထင်တယ်ဟာကိုဆိုင်ကစာရေးတတ်တာလားရေးတာပေါ့ဗျာမုတ်ဆိုးအတွေ့အကြုံစာအုပ်တွေရေးတာကိုရီတွေကိုဝတ္ထုဖြစ်ပြန်ပုံဖော်တာပေါ့ဗျာဒါဆိုရန်ကုန်ရောက်ရင်ရှာဖတ်ရမယ်ဗျာကျွန်တော်မှလက်ဆောင်ရထားတဲ့စာအုပ်တွေရှိတယ်ရန်ကုန်ရောက်အောင်ပေးပါမယ်ဒီပင်အောက်ကထွက်လာပြီးရဲ့နောက်ရာခင်းအဟောင်းနဲ့မြေပြင်ပေါ်ကတားကောင်ရဲ့ခြေရာတွေကိုလိုက်လံအကဲခတ်ကြည့်ပါတယ်ခြေရာတွေနဲ့မစင်ချို့တွေ့ရပေမဲ့လက်လက်ဆက်ဆက်ခြေရာတွေတော့မဟုတ်တော့ပါဘူးမြေပြင်အနေထားရတောတွေကိုနှိပ်စင်းသွားတဲ့လမ်းကြောင်းရှိပါတယ်ຫນွေဦးစာပိုင်းမှုလို့တားကောင်တွေကအေးမြတဲ့အောက်ခြေပိုင်းမှာပုံခုတက်တာကြောင့်အဲဒီဘက်ကိုဥတည်ပြီးသွားကြဖို့ဆုံးဖြတ်လိုက်ကြပါတယ်ကျွန်တော်တို့အဖွဲ့ကလူ9ယောက်မှုလို့များလွန်းနေပေမဲ့တားကောင်အသေးချာပြစ်မယ်ဆိုတာထက်တောလေးလာဖို့လာတာမို့ကိစ္စမရှိပါဘူးတောလန်းလေးတိုင်းဆင်းလာခဲ့ကြပါတယ်ဖြူရောင်6တွေ့နေတဲ့မြေပြင်ကတဖြည်းဖြည်းဆွတ်လာတာကြောင့်ကျွန်တော်ရဲ့ယူဆချက်မှန်ကန်လို့ပြုံးမိပါတယ်ဆက်ဆင်းလာပြီးတဲ့နောက်မှာနှာခေါင်းထဲမှာဆူးဆူးရှာရှာရနတ်တစ်မျိုးကိုရလိုက်ပြီးမရှိမနှောင်းမှာပဲဂိုက်တရာခန့်ကွာဝေးရနေတော်တိုးတန်ကိုကြားလိုက်ရပါတယ်ကျွန်တော်အကုန်လုံးကိုငြိမ်နေဖို့အချက်ပြလိုက်ပြီးနားဆွင့်ကြည့်လိုက်ပါတယ်တော်တိုးတန်ကကျွန်တော်တို့ရှိရတဲ့စန့်ကျင်ဘက်ကိုတွားနေတဲ့ပုံမှာပဲတားကောင်ဆိုတာတေချာတာကြောင့်အဖွဲ့ကိုနှစ်ဖွဲ့ခွဲပြီးညှက်ပေးဖို့စီစဉ်လိုက်ကြပါတယ်ဇူလီနဲ့ကိုစစ်မောင်ကဟိုဘက်ချမ်းကနေပတ်လိုက်ဗျာကျွန်တော်နဲ့ကိုညီတို့ကဒီဘက်ကလိုက်မယ်လူအချင်းချင်းမမားစေဖို့အခုမျက်နှာမူထားတဲ့အတိုင်းပဲပြစ်ကွင်းရှာပြီးဝင်မယ်ကျွန်တော်တို့ဘက်ကတနတ်တန်ထွက်လာပြီးမှခမည်းတော်ဘက်ကပြစ်ပါကျွန်တော်တို့အရင်အရှိကိုရောက်အောင်ထွက်ခဲ့ကြပါတယ်တော့ကခြုံမှုပင်တွေများလာပြီးတွာလာရခက်ခဲလာပါတယ်တော်ထူးတန်ကဆက်ကြားနေရတော့မှုကတ်တွတ်လေးလိုက်ခဲ့ကြပါတယ်ခြေတံကိုအတက်နိုင်ဆုံးဖျောက်ပြီးမဲ့တရ6တွေကြောင့်အတန်ကတော့ထွက်နေပါတယ်ဒါပေမဲ့အရှိကအသားကောင်ကတော့ဘာကိုမှကြည့်မဆိုင်ပဲဆက်သွားနေတဲ့ပုံစံမျိုးမှုကျွန်တော်စိတ်ထဲတမျိုးကြီးခံစားရပြီးဘဝင်မကျသလိုဖြစ်မိပါတယ်ခြုံွယ်တစ်ခုကိုဖြတ်ပြီးတဲ့အချိန်မှာတော့တောတိုးတန်ကရုတ်တရက်တိတ်သွားပါတယ်ကျွန်တော်မျက်ခြေပြတ်မှဆိုးတာကြောင့်ခြေလမ်း20လောက်အမြန်လှမ်းလိုက်တဲ့အခါတောအတွင်းကကွင်းပြင်ငယ်လေးတစ်ခုကိုတွေ့လိုက်ရပြီးအဲ့ဒီကွင်းပြင်ရဲ့အလယ်မှာကြီးကောင်လေးတစ်ကောင်ကကြောင်စီစီနဲ့ခြေစုံရက်နေပါတယ်တစ်ဖက်ကပတ်လာတဲ့ဆူလီတို့လည်းချောင်းနေလောက်ပြီလို့ယူဆပြီးကျွန်တော်တနက်ကိုအသားအရာမောင်းတင်ပြီးပြောင်းချိန်လိုက်ပါတယ်အသက်ကိုဝဝရှူလိုက်တဲ့အချိန်မှာခုနကရတဲ့စူးရှာရှာအနံ့စိုးကိုပြင်းပြင်းထန်ထန်ထည့်ရပြန်ပါတယ်ဒီတစ်ချိန်တော့
ပုတ်ဆက်ဆက်အနံမျိုးပါရောထွေးနေတာပါကျွန်တော်စိတ်ကိုတည်ငြိမ်အောင်ထားပြီးတနာငဲညာခြင်းမရှိဘဲမောင်းခလုတ်ကိုဆွဲဖြုတ်ချလိုက်ပါတော့တယ်ဒိုင်းကနေတနတ်တန်ဆုံးမှာခြီကောင်လေးကတပတ်လေပြီးမြေကြီးပေါ်ပုတ်ခနဲလဲကျသွားပါတယ်အဲ့ဒီချိန်မှာပဲမထင်မှတ်ထားတဲ့ထူးဆန်းတဲ့လှုပ်ရှားမှုကိုမြဝါးထွင်ထွင်မြင်တွေ့လိုက်ရပါတယ်ဖြူတူတူအရာဝတ္ထုတွေဟာတနတ်တန်ကြောင့်ဝုန်းကနေကြွလာပြီးမြေကြီးထဲကိုပြန်လဲတိုးဝင်သွားတာပါအဲ့ဒီဖြစ်ပျက်ကြောင့်ကျွန်တော်တို့မှင်သက်သွားရပါတယ်အဲ့ဒီအခိုင်မှာပဲတနတ်မှန်ပြီးလဲကျနေတဲ့ကြီးကောင်လေးကလှုပ်ရှားလာပါတယ်မတည်သေးလို့မဟုတ်ပါဘူးအသေးကောင်ကိုမြေကြီးထဲကနေတစုံတစ်ခုကဆွဲယူနေတယ်လို့မျိုးခြေထောက်ကနေစပြီးမြေကြီးထဲကိုတဖြည်းဖြည်းဆွဲနေဝင်သွားတာပါဟာမြေကြီးထဲကိုတိုးဝင်သွားပါလားထူးဆန်းတဲ့အချင်းရောက်ကိုကြည့်နေစဲမှာပဲတစ်ဖက်ကနေရုံးရင်းဆန်ကအော်ဟစ်တန်နေနဲ့တူတနတ်တန်နေထပ်ဆင့်ထွက်ပေါ်လာခဲ့ပါတော့တယ်ဆရာဆိုင်ဒီဘက်ကိုမြန်မြန်လာပါဦးဆူလီရဲ့အော်တန်ကြောင့်ကျွန်တော်တို့လည်းကြီးကောင်းကိုပစ်ထားခဲ့ပြီးတောထဲကိုပြင်းပြေးခဲ့ကြပါတယ်မြင်လိုက်ရတဲ့မြင်ကွင်းကကျွန်တော်တို့ကိုအံ့အားသင့်ထိတ်လန့်စေပါတယ်သူတို့ဘက်မှာလည်းကွင်းပြင်ငယ်လေးရှိနေပြီးအဲ့ဒီကွင်းပြင်ရဲ့မြေကြီးထဲကနေဘာမှမသိတဲ့ဖြူဖြူအရာတွေဟာကိုစစ်မောင်ရဲ့ခြေထောက်တွေကိုနွယ်ပင်တွေလိုရစ်ပတ်ပြီးမြေကြီးထဲကိုဆွဲခေါ်နေတာပါဆိုလေနောက်ဆုံးအလုံးနောက်ဆုံးကိုစစ်မောင်မကြောက်နဲ့ကျွန်တော်တို့ရှိတယ်ကျွန်တော်ကပြောဆူဆူနဲ့ခုံဝင်လိုက်တဲ့အခါကျွန်တော်ခြေထောက်တွေတဲတဲကျွန်တော်ကပြောဆူဆူနဲ့ခုံဝင်လိုက်တဲ့အခါကျွန်တော်ခြေထောက်တွေလည်းတဲတဲနှိမ့်ဝင်သွားသလိုခံစားရပြီးချက်ချင်းဆိုသလိုမြေအောက်ကနေတစုံတစ်ခုကရစ်ပတ်ဆွဲငင်တာကိုခံလိုက်ရပါတယ်ကျွန်တော်ခြေထောက်ကိုယုံချွလိုက်တော့အောက်ကအရာကြီးပါအပေါ်ကိုပါလာပါတယ်ဖះကြီးတင့်မြစ်တွေပါလားကျွန်တော်မျက်လုံးပြူးသွားရပါတယ်ကျွန်တော်တို့ကိုဆွဲနေတဲ့အရာတွေကဖြူနုနုတင့်မြစ်တွေပါကျွန်တော်လက်ထဲကဓာတ်နဲ့ချက်ချင်းလှီးဖြတ်လိုက်ပြီးမဲ့တင့်မြစ်တွေကရာဘာဒုံးတွေလိုချစ်လက်လွန်းလို့ဓာတ်မတိုးပါဘူးအဲ့ဒီခိုက်တန်းမှာပဲကျွန်တော်ခေါင်းနဲ့အတိတကူဖြတ်ခနဲဝင်လာပါတယ်တင်းမြစ်ဆိုတာတစ်ပင်ကလာတာပဲလို့ရေးရွရင်ပတ်ဝန်းကျင်ကိုလှည့်ပတ်ကြည့်လိုက်တော့တရားခံကိုတွေ့ရပါပြီကျွန်တော်တို့ရောက်နေတဲ့ကွင်းမြင်နှစ်ခုကြားထဲမှာဖြူဆွတ်ဆွတ်အစင်းရှိပြီးလူတစ်ဖက်စာလောက်ကြီးမားတဲ့တစ်ပင်ချောက်ကြီးတစ်ပင်ရှိနေတာပါဆိုလေဟိုတစ်ပင်ချောက်ကြီးကိုလှမ်းပစ်ကွာကျွန်တော်စကားအတိုင်းဆူလေးကအဲ့ဒီတစ်ချောက်ပင်ကြီးစီတနတ်နဲ့ပြစ်ခတ်လိုက်ပါတယ်တနတ်တန်တဲ့အတူကြည်စံကတစ်ချောက်ပင်ကြီးစီတဲ့တဲ့ဖောက်ဝင်သွားပြီးအပင်ကြီးထုံခါသွားပါတယ်အဲ့ဒီခါကျွန်တော်ခြေထောက်တွေကိုရစ်ပတ်ထားတဲ့အရာတွေရွတ်ကျသွားပါတယ်ဆူလေးထပ်ပြစ်အာဒီအပင်ကြီးကတရားခံမဲ့ဆူလေးကတနတ်ကိုကြည်ထိုးပြီးထပ်ပြစ်တယ်လို့ဆွဲငင်မှုကလွတ်မြောက်သွားတဲ့ကျွန်တော်ကလည်းအပေါ်ကိုခုန်တက်ပြီးတနက်ကိုဆွဲယူကတစ်ချောက်ပင်ကြီးစီပြောင်းထိုးပစ်ခတ်ပါတော့တယ်တစ်ချောက်ပင်ကြီးဟာတနက်ပစ်ခတ်ခံမှုကြောင့်တစီကြီးတစ်ကောင်လိုရုန်းကန်လှုပ်ရှားလာပါတယ်ကျွန်တော်တို့တတိဝင်လာတဲ့အချိန်မှာတော့အဲ့ဒီအပင်ကြီးစီကိုတယောက်ကို10ချက်စီလောက်ပစ်ခတ်ခဲ့ပြီးပါပြီဖြူဆွတ်ဆွတ်အဆင်းရှိတဲ့အပင်ကြီးစီကနေအခုတော့လူတယောက်တနက်မှန်ထားသလိုမျိုးနီဆွေးဆွေးအရေးတွေစီးကျလာနေပါတယ်ရလောက်ပြီးဆိုလီတော်ပြီတက်ပြဖို့ပြင်နေတဲ့ဆိုးလေးကိုကျွန်တော်လှမ်းတလိုက်ပါတယ်အပင်ကြီးကတော့အခုနာကလိုမလှုပ်ရှားတော့ပဲငြိမ်သက်သွားပါပြီကျွန်တော်အခြေအနေကိုကြည့်ပြီးအနားကိုတူးကပ်သွားလိုက်ပါတယ်ဆိုးလေးကတော့အနောက်ကနေတနက်နဲ့အဝေးကနေအကာအကွယ်ပေးထားပါတယ်တစ်ပင်ကြီးနာရောက်တဲ့အထိဘာမှထူးခြားမလာတော့ပါဘူးတစ်ပင်ကပန်းထွက်ပြီးစီးကျလာတဲ့အရည်တွေကိုကျွန်တော်လက်နဲ့ခံပြီးစမ်းစစ်ကြည့်လိုက်တဲ့အခါတွေးရပါလားတစ်ချောက်ပင်ကြီးစီကစီးကျနေတဲ့နီဆွေးဆွေးအရည်တွေကတဆွေးတွေမဟုတ်ပါဘူးတွေးတွေဖြစ်နေတာပါညီဆိုးဆိုးပုတ်ဆက်ဆက်နန်းကလည်းအလွန်မင်းပြင်းထန်လှပါတယ်ကျွန်တော်တသက်မှာအခုလိုအသက်ဝင်နေတဲ့တစ်ပင်မျိုးတစ်ခါမှမကြုံဘူးတာအမှန်ပါပဲတစ်ပင်ကြီးကတော့ကျွန်တော်တို့ရဲ့ပြစ်ခတ်မှုကြောင့်တည်ဆုံးသွားခဲ့ပြီလို့ယူဆရပါတယ်အနောက်ကချမ်းရတဲ့ကိုငင်းထီတို့လည်းကျွန်တော်တို့စီရောက်လာကြပါတယ်ဒီကွင်းပြင်ကတစ်ပင်ကထောင်ထားတဲ့ထောင်ချောက်
တဲချင်းပုံစံဖြစ်နေတာပါနေမိလိုက်တာနဲ့ကျင်းနဲ့ကျသွားစေတဲ့သဘောပေါ့သူတို့လည်းတဲချင်းကိုဖြတ်လာချိန်မှာကိုချမ်းလေးကအထဲကတစ်ခုကိုတိုင်းမိတာနဲ့နှိုက်ကိုကြည့်လိုက်တဲ့အခါတောကောင်တစ်ကောင်ရဲ့ဦးကောင်းကောင်ဖြစ်နေပါတယ်ဟာအမလီဆိုးလေးကလည်းတဲချင်းနဲ့လမ်းနိုင်ပြီးဆွဲထုတ်လိုက်တဲ့အခါလူဦးကောင်းကောင်တစ်ခုပါလာပါတယ်ကျွန်တော်ချက်ချင်းပဲဆက်ဆက်တွေးတော်မိပြီးကျင်းတွင်းကိုဆက်လက်ရှာဖွေတဲ့အခါအဝတ်စားတွေအကောင်းတန်းရှိနေစေဖြစ်တဲ့လူရိုးစုတစ်ခုထွက်လာပါတယ်ကိုဆိုင်ဒါမုတ်ဆိုးဖိုးရဲ့ရိုးစုဖြစ်နိုင်တယ်ဗျသူပျောက်ဆုံးသွားရတဲ့အဓိကတရားခံကဒီပင်ကြီးပဲပေါ့ကိုစစ်မောင်ကပြောပါတယ်မုတ်ဆိုးဖိုးရဲ့အဖြစ်မှန်ကိုကျွန်တော်တို့သိရှိခဲ့ကြပါပြီတချောက်ပင်ကြီးရဲ့ပတ်ဝန်းကျင်ကိုလိုက်ကြည့်တဲ့အခါထောင်ချောက်သေးခြင်းနောက်တစ်ခုကိုတွေ့ရပါတယ်ဒီတချောက်ပင်ကြီးကထောင်ချောက်ဆင်ပြီးတားကောင်တွေကိုဖမ်းစားနေတာတေချာသွားခဲ့ပါပြီကြက်ခတ်ရွာသားမုတ်ဆိုးဖိုးကြီးကလည်းဒီပင်ကြီးရဲ့အစာဖြစ်ခဲ့ရရှာတာပါကိုကြီးထေးခမားရှာနေတဲ့အသားစားတစ်ပင်ဆိုတာဒီပင်ပဲဗျဘလို့လဲယူသွားမလားကိစ္စပြီးဆုံးသွားတာမို့ကိုစစ်မောင်ကစနောက်ပြီးမေးပါတယ်ကိုကြီးထေးကချက်ချင်းလက်ကပြပြီးအမလီတော်ပါပြီကိုစစ်မောင်ရဲ့ဒီလိုပင်ကြီးတော့ကျုပ်ယူမသွားပြရစေနဲ့ကြောက်စရာကြီးဗျာကိုကြီးထေးရဲ့စကားကြောင့်ကျွန်တော်တို့အားလုံးရီမောမိကြပါတယ်ဒီသားစားတစ်ပင်ကြီးကိုကိုငိမ့်ထိမြူဘူးဆိုရင်လည်းအရင်ဆုံးတွေးရှိတဲ့လူဖြစ်တဲ့အတွက်နာမည်တော့ပေးလို့ရတယ်နာမည်ဘယ်လိုပေးမလဲစဉ်းစားကြည့်အောင်လို့ကိုစစ်မောင်ကပြောပါတယ်ကိုဆိုင်ဆိုရင်ကောဘယ်လိုနာမည်ပေးမလဲကျွန်တော်ဆိုရင်တော့ဘုံမခစားပင်ကြီးလို့အမည်ပေးပြမယ်ထင်တယ်ဘုံမခမဆိုးဘူးဗျာကိုဆိုင်ကစာရေးဆရာပြီးနာမည်ပေးတတ်တာပဲအကုန်လုံးရီမောလိုက်ကြပါတယ်ကျွန်တော်လည်းရောပြီးရီမိပြီမဲ့ဒီရီမောမှုကပြေဝလာတယ်တော့မဟုတ်ပါဘူးအဖြေတစ်ခုရလိုက်လို့ရီမိတာဖြစ်ပေမဲ့မုတ်ဆိုးဖိုးရေးအတွက်တော့စိတ်မကောင်းခြင်းများစွာဖြစ်နေမိရလို့ပါညနေဆောင်တော့ကျွန်တော်တို့9ယောက်ဟာကြီးကောင်လေးကိုတလဲစီတန်းပြီးပြန်လာခဲ့ကြပါတယ်မုတ်ဆိုးဖိုးရဲ့ရိုးစုကိုလည်းရှားနိုင်တဲ့လောက်ကောက်ယူပြီးကိုငိမ့်ထေးရဲ့ပစိုးနဲ့ထုတ်ပြီးတည်ဆောင်လာခဲ့ကြပါတယ်ကျွန်တော်တို့ရွာထိပ်ကိုရောက်တော့လက်နက်တွေကင်ဆောင်ထားတဲ့ရွာသား40-50နဲ့အတူကိုဖိုးတိန်ကိုတွေ့ရပါတယ်။တနက်တန်တွေဆက်မပြတ်ကြားလို့စိတ်ပူပြီးကျုပ်တို့လိုက်လာတာဆရာတို့ရဲ့ကျွန်တော်တို့ဘာမှဖြစ်ပါဘူးကိုဖိုးတိန်အဖြစ်ပြက်ကိုတော့အိမ်ရောက်မှပဲတေချာပြောပြပါတော့မယ်။ကျွန်တော်ပြောရင်းနဲ့အော်ဟစ်ခဲ့တဲ့အခင်းဖြစ်ပွားရာတောဘက်ကိုလှည့်ကြည့်လိုက်ပါတယ်။တပင်ကြီးကိုမီးရှို့ခဲ့တာကြောင့်မီးကိုငွေတွေကတလိမ့်လိမ့်ထွက်ပေါ်နေသေးပါမနှက်ဖြန်ဆိုရင်တော့ကျွန်တော်ရှုခဲ့တဲ့မိကြောင့်ဘုံမခတိချောက်ပင်ကြီးဟာပြာကျသွားလိမ့်မယ်လို့ယူဆရပါတယ်။ဘာပဲဖြစ်ဖြစ်ကျွန်တော်အတွက်တော့ကြုံကြိုက်ဖူးသမျှထူးဆန်းစံပြမှုတွေထဲမှာဒီဖြစ်ရက်ကလည်းတစ်ခုအပါဝင်ဖြစ်ခဲ့ရပါတော့တယ်။